ကဲဒီနေ့တော့လုံလောက်ပြီကွာပြန်တော့မယ်တူ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 မတင်များရေမတင်များငါပြန်လာပြီဟဲငါမိမလည်းမတွေ့ဘယ်တော့နေပါလဲမတင်များရေမတင်များ ရှင်ကိုဒီမောင်ကျမဒီမှာ ရှာလိုက်ရတာကွာငါမိမလေးဘယ်များပျောက်သွားတာလဲလို့ ရှင်ရလဲပို့ပြန်ပြီကျမပဲသွားမှကြားတယ် ချစ်တာဟုတ်ကွာ ကိုဒီမောင်စားလို့ကောင်းလားရှင် ကောင်းတာပေါ့မိမရာ ကိုဒီမောင်ရှင်အိတ်နဲ့နော်ကျမလာတာတော့ငပြိုင်လေးစစ်လိုက်အောင်မယ်နော် အေးမိမညနေအောင်မနေနဲ့နော် ဟုတ်ကဲ့ကိုဒီမောင်ဒီနေ့လဲငါးရီအများကြီးပဲငါငပိလို့အောင်ပါပါဟာဒီလေးဟာပါလေဟာဒီဝယုံမင်းကလေးလည်းမတိုက်ဘဲနဲ့လှုပ်နေတာနှစ်ခါတော့ရှိသွားပြီကိုတင်မောင်ရေကိုတင်မောင်လာပါအောင်ကိုတင်မောင်ရေ အော်အေးမိမလာပြီနော်မိမဘာဖြစ်လို့လဲ ဟိုဝယုံကြီးကလေလေးမတိုက်ဘဲလှုပ်နေတာနှစ်ခါရှိပြီကိုတင်မောင် ဘာမှမရှိပါဘူးမိမရဲ့မိမစိတ်ထင်လို့နေမှာပါလာအိတ်ကြမယ်နော် ကိုတင်မောင်မနေ့ကကျမတရားရဲ့အိမ်မှာမနေရဘူးရှင်းတော့လိုက်ခဲ့မယ် အေးပါမိမသဘောအိတ်တော့နော်ညနေနေပြီ ဟုတ်ကဲ့ကိုတင်မောင် ဟေးဟိုမိမရေထားတော့လေ ဟုတ်ကဲ့ကိုတင်မောင် မင်းညာကောင်းကောင်းအိတ်ပျော်ရေးလား အိမ်မပြောဘူးကိုတင်မောင် အေးပေါ့လက်သွားတော့ဘယ်အိတ်ပျော်မလဲညကြရင်ကိုစောင့်နေမယ်နော်မိမ ဟုတ်ကဲ့ကိုတင်မောင် ဒီတိုက်တာလည်းဖြစ်မှာပါမိမရဲ့ မဟုတ်ဘူးကိုတင်မောင်ရဲ့နှစ်ခါတော့မလို့ကျမပြောတာ အေးပါစိတ်မပူပါနဲ့မိမရေကိုစောင့်ပေးမယ်နော်မိမရေစင်ပြေလား ဟုတ်ပြေးပါရင်ကိုတင်မောင်ကိုတင်မောင်ကြားလား အော်လင်းမွေကြီးပဲမိမရဲ့ကိုသဘောပေါက်ပြီမမေတော့ကလည်းအဲ့လိုမျိုးပဲအစခံရတယ်မိမရဲ့ ဘလို့စရလဲကိုတင်မောင် လင်းမွေတွေကမိမတွေဆိုရင်စတယ်တဲ့မိမရဲ့လာကိုနဲ့ထဲကိုလိုက်ခဲ့ဓာသွားယူမယ်မင်းထဲမှနေခဲ့နော်ကဲမောင်မင်းကြီးသားငါသူ့ရဲ့ကာမပန်ယောက်ျားပဲမင်းသွားလိုက်တော့နော်မိမရေလာတော့ဟေး သွားပြီလားကိုတင်မောင် သွားပြီမိမကြီးအဲ့လိုလင်းမွေမျိုးနဲ့ကြုံရင်အဲ့ဒီမျိုးသမီးရဲ့ယောက်ျားကဓာတ်ထမ်းပြီးမောင်းထုတ်ရတယ်တဲ့